ဒီရွာသားတွေကကြွက်တွေကြောင့်စိတ်ပြက်လွန်းနေကြပြီးကြွက်တွေကနေရာတိုင်းမှာရှိနေတဲ့စားတောက်နေတဲ့အစားအစာထဲမှာပါဥထုပ်ထဲမှာပါတချို့ဆိုပါးဆက်ထဲထိဝင်လာတယ်တယောက်ဆိုအဝတ်ပီလိုတဲကနေတောင်ကြွက်တွေကြောင့်ဆွဲထုတ်လိုနီးပါးဖြစ်သွားတဲ့ရွာသားတွေကကြွက်တွေကိုဖယ်ရှားဖို့နေလန်းမျိုးစုံစူးစမ်းခဲ့ပေမဲ့အကုန်မအောင်မြင်ခဲ့ဘူးအဲ့ဒီအချိန်မှာကယ်တင်ရှင်လိုကြောင်ဝကြီးတစ်ကောင်ရုပ်ရှင်မင်းသားဝင်လာတယ်လို့အထာချာရောက်လာတဲ့စိတ်ပြက်နေတဲ့ရွာသားတွေကအကူအညီတောင်းကြပေမဲ့သူတယောက်တည်းနဲ့တော့ဖြေရှင်းမနိုင်ဘူးလို့ပြောပြီးသူတိတဲ့လူတယောက်ရှိတယ်လို့ဆိုရဲအဲ့ဒီနောက်ပလွေမုတ်သမားတယောက်ပလွေတန်ဆန်းဆန်းနဲ့ပေါ်လာတဲ့ရွာသားတွေကစပိုင်းမှာဟာတလုံးနေတဲ့ထင်ခဲ့ရမဲ့ကျွတ်တွေကပလွေတန်ကြားတာနဲ့စိတ်ညှို့ခံလိုက်ရတယ်လို့သူ့နောက်ကိုတန်းစီလိုက်လာကြတဲ့ကျောင်းဝကြီးကလည်းရွာသားတွေကိုငွေတွေထုတ်ပေးအောင်တေချာလုပ်နေခဲ့တဲ့ပလွေမုတ်သမားကကျွတ်တွေကိုရွာထဲကနေခေါ်ထုတ်သွားပြီးတကောင်ချင်းစီရေမြောင်းလေးခုန်ချသွားကြတဲ့တချို့ဆိုအထာချက်ကြတောင်ခုန်သွားသေးတဲ့ရွာသားတွေကတော့နောက်ဆုံးမှာကျွတ်ဒုက္ခကနေလို့အပီဆိုပြီးဝမ်းသာနေကြတယ်ဒါပေမဲ့တစ်ဖက်မှာတော့ကျွတ်တွေကရေမြောင်းလေးကနေအသက်ရှင်လျက်ပြန်ထွက်လာကြတယ်သူတို့ကကျောင်းဝကြီးနဲ့ပလွေမုတ်သမားစီကိုပြန်သွားပြီးအကုန်လုံးပေါင်းကြတယ်တကယ်တော့အရာအလုံးကစီစဉ်ချလုပ်ထားတဲ့လက်စားမှုကြီးပဲသူတို့အားလုံးပူးပေါင်းပြီးရွာသားတွေစီကငွေတွေကိုလိမ်ယူခဲ့ကြတာဖြစ်ပြီးလူတိုင်းကိုယ်ဝေစုကိုရသွားကြတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆို like နဲ့ follow ပေးပါဦး